오빤 강남스타일 강남스타일 ဒီသချင်းကိုလည်းသိကြတယ်ဒီလူကိုလည်းအားလုံးကသိကြတယ်ဒါပေမဲ့ကမ္ဘာတော်မှာရှိတဲ့လူဘီလီယံနဲ့ချီပြီး K-pop ကိုသိလာအောင်စတင်မိတ်ဆက်ပေးခဲ့တဲ့ဒီလူဟာအချိန်တုန်းကသူ့နိုင်ငံမှာလူမုန်းခံခဲ့ရတယ်လို့ကျွန်တော်ပြောမယ်ဆိုရင်ယုံကြမှာလားသူ့ကိုယဉ်ကျေးမှုမရှိတဲ့သူရိုင်းဆိုင်တဲ့သူလို့ခေါ်ခဲ့ကြပြီးအခုအချိန်ဒီကိုပဲသချင်းတစ်ပုဒ်ထင်းတဲ့နာမည်ကြီးတဲ့ဆိုတော့ဝါရဲဝန်နာလို့တောင်မှသတ်မှတ်ခဲ့ကြပါတယ်သူရဲ့အိမ်နာမည်ပတ်ချင်ဆန်လို့သိခဲ့ကြတဲ့အချိန်ကျောင်းရဲ့အပျော်တဲ့လူရှင်တော်တရားဖြစ်တဲ့အချိန်ကလေးကနေသူ့ရဲ့ဟာတာတွေနဲ့စာသင်ချိန်တွေကိုနှောက်ယှက်တဲ့ကျောင်းသားမျိုးပါဒါကြောင့်ဆရာမတွေကသူ့ကိုသဘောမကျခဲ့ကြပါဘူးဆရာမတွေမသိခဲ့တာကတော့ PSY ဟာပေါ့ပြက်ပြက်ကလေးတယောက်ဖြစ်ုံသာမကလူအများရှိမှဖျော်ဖြေနိုင်တဲ့ထူးခြားတဲ့အရေးချင်းတစ်ခုရှိနေတယ်ဆိုတာပါပဲဒါပေမဲ့သူ့ရဲ့မိဘတွေကမိသားစုစီးပွားရေးကိုပဲဦးစီးစေခြင်းတဲ့အတွက်သူ့ရဲ့အိမ်မက်တွေကိုရှင်ထဲမှာပဲမျိုးသိမ်းထားခဲ့ရပါတယ်သူ့စိတ်ထဲမှာအခြားအရာတစ်ခုကိုဆရာထက်သန်နေပေမဲ့လည်းတက္ကသိုလ်မှာစီးပွားရေးပညာကိုမဖြစ်မနေသင်ယူခဲ့ရပါတယ်တိမ်မကြခင်မှာပဲ PSY ဟာသူ့မိဘရဲ့ဆန္ဒကိုစန့်ကျင်ပြီးတက္ကသိုလ်ကနေကျောင်းထွက်ခဲ့ပါတယ်ဂီတာကျောင်းကိုဝင်ပြီး K-pop ဆိုတော့တရားဖြစ်ဖို့အတွက်သင်ယူခဲ့ပါတယ်ကျွန်တော်အားလုံးသိကြတဲ့အတိုင်းပါပဲသူကရိုးရိုး K-pop ဆိုတော့တရားမဟုတ်ပါဘူးအယူမှုဆွဲလန်းနေတဲ့သူတယောက်ပါသူကသူအယူ PSY CHO စိုက်ကိုရဲ့အတူကဖြစ်တဲ့ PSY လို့နာမည်ပေးခဲ့တာကလည်းအယူမှုနိုင်လို့ပါပဲအမေရိကန်ရဲ့သူ့နာမည်နဲ့လက်ဖက်ကြောင်းသက်သေပြခဲ့ပါတယ်သူရဲ့ပထမဆုံး album နှစ်ခုမှာလေပိုင်းဆိုင်ရာအသုံးနှုန်းတွေနဲ့မသိလျော်တဲ့စာသားတွေအများကြီးထည့်သွင်းခဲ့လို့တောင်ကိုရီးယားအာဏာပိုင်တွေရဲ့ဒဏ်ရာချင်းကိုတော့မှခံခဲ့ရပါတယ် PSY ရဲ့သင်းတစ်ပုဒ်ဟာသူ့နိုင်ငံမှာတော့မှပြစ်ပင်ခံခဲ့ရတဲ့အခြေအနေအထိပါပဲကြီးမားတဲ့အိမ်မက်တွေရှိတဲ့ဂီတာသမားတစ်ယောက်တွေဒါဟာစိတ်ပြည့်စရာကောင်းနေခဲ့မှာပါဒါပေမဲ့ PSY ကစိတ်ချရတဲ့လမ်းကိုမလိုက်ပဲသူကိုယ်တိုင်ဖြစ်နေဖို့ပဲဆုံးဖြတ်ခဲ့ပါတယ်ဒါကြောင့်သူ့ရဲ့ထူးခြားတဲ့အချင်းတွေကိုစတိုက်ထုတ်ဝေခဲ့ပါတယ်နောက်ဆုံးမှာတော့အောင်မြင်ခဲ့ပြီးသူရဲ့တတိယ album တွေကအချင်းတစ်ပုဒ်ကို2002ခုနှစ်ကမ္ဘာဖလားတွေတောင်ကိုရီးယားကနိုင်ငံတော်အချင်းဖြစ်တဲ့ရွေးချယ်ခဲ့ပါတယ်မုံတီးမှုတွေနဲ့သဘောမကျမှုတွေကိုခံခဲ့ရတဲ့ PSY ဟာရုတ်တရက်ဆိုသလိုပဲအသိမှတ်ပြုခံလာခဲ့ရပါတယ်လူတွေရဲ့အတွေးအမြင်တွေကိုစိန်ခေါ်တဲ့အချင်းတွေကိုပဲဆက်ရေးနေရင်လည်း PSY ဟာကမ္ဘာတဝန်းကိုလွှမ်းမိုးခဲ့တဲ့အချင်းတစ်ပုဒ်ကိုဖန်တီးနိုင်ခဲ့ပါတယ်အဲ့ဒီတချင်းကတော့မဖြစ်စလောက်အရာတွေကိုအစစ်မှန်ဖြစ်အောင်စူးစမ်းနေခဲ့ကြတဲ့သူတွေကိုလှောင်ပြောင်ထားတာပါ Music video အကပုံစံ PSY ရဲ့ Gangnam Style နဲ့ပတ်သက်တဲ့အရာအလုံးဟာလည်းလုံးဝကိုရည်စရာကောင်းပြီးမကြခင်မှာပဲအင်တာနက်မှာပေါက်သွားခဲ့ပါတယ် PSY ဟာကမ္ဘာစံချိန်ပေါင်းများစွာကိုချိုးခဲ့ပြီးစုကြီးတွေရခဲ့ပါတယ်ဂီတကုရုကြီးတစ်ပါးဖြစ်တဲ့ Studio လိုလူမျိုးတွေကတော့မှသူ့ကိုချစ်ခင်ခဲ့ပါတယ်တကမ္ဘာလုံးကသူ့ကိုဘာရီပဲပြော PSY ဟာ K-pop ကိုကမ္ဘာတိတ်ဆုံးကိုရအောင်လုပ်ပေးခဲ့တဲ့သူတစ်ယောက်ပါတချို့သူတွေကတော့သူ့ကိုအခုချိန်ထိမုန်းတီးနေကြတော့မှာပဲတောင်ကိုရီးယားကိုဂရုစေပြီးတဲ့နောက်ပိုင်းနေနှဲငယ်ကြတော့ K-pop ရဲ့နည်းနည်းသစ်တွေဖြစ်တဲ့ပိုလှပိုငယ်ပြီးပိုဆွဲဆောင်မှုရှိတဲ့သူတို့ရဲ့ပရိသတ်အမာခံတွေကပိုပြီးအလေးနဲ့ထားတဲ့ 2NE1 တို့ BTS တို့လိုအဖွဲ့တွေကထိုးဖောက်ဝင်ရလာခဲ့ပါတယ်သူကိုမကြိုက်တဲ့သူတွေကတော့အောင်မြင်မှုမရရှိတဲ့သူသဘောထဲနဲ့နာမည်ကြီးတဲ့သူလို့လွယ်တကူသတ်မှတ်ခဲ့ကြပါတယ်ဒါမဲ့အဲ့ဒီနေရာမှာပဲသူတို့မှားခဲ့ကြပါတယ်ဘာကြောင့်လဲဆိုတော့အခုအချိန်ဒီ PSY ဟာလူကြိုက်များတဲ့ချင်းတွေကိုဇက်တိုက်ဖန်တီးနေတာတွေ့ရပါလိမ့်မယ်ကြာသေးခင်အချိန်တုန်းကမှ BTS အဖွဲ့ဝင်စတူဂါနဲ့လည်းပူးပေါင်းလှုပ်ဆောင်ခဲ့ပါတယ်သူဟာတကမ္ဘာလုံးအတိုင်းအတာနဲ့ K-pop ရဲ့အထင်ကြီးမဟုတ်တော့ပေမဲ့အခုဆိုရင်ကိုပိုင်ဂီတအဖွဲ့ကိုဦးဆောင်လုပ်ကိုင်နေပါပြီကဲအခုဆိုရင် K-pop ရဲ့ယူသွနိုင်ဆုံးသူတစ်ယောက်အကြားကိုကြားလိုက်ရတဲ့အခါမှာသူ့နိုင်ငံမှာတော့ပြိပင်ခံခဲ့ရတဲ့သူတစ်ယောက်ကနေတကမ္ဘာလုံးကချီးကျူးဂုဏ်ပြုခံခဲ့ရတဲ့သူတစ်ယောက်ဖြစ်လာခဲ့ဖို့ကိုအားလုံးလည်းသိသွားပြီလို့ထင်ပါတယ် PSY ရဲ့ဘဝစကြောင်းကနေကျွန်တော်အားလုံးသိရမှာကကိုဟာတစ်ခုခုလုပ်တော့မယ်ဆိုရင် YouTube ဖို့ကိုယ်တိုင်ဖြစ်နေဖို့အချို့သူတွေအတွက်ဘလောက်ပဲရည်စရာကောင်းနေပါစေတင်းရဲ့စစ်မှန်တဲ့ကိုယ်ရေးကိုယ်သေးကိုဘယ်တော့မှမဖုံးကွယ်ထားဖို့ဆိုတာအရေးကြီးဆုံးပါပဲဗီဒီယိုလေးကိုအဆုံးထိအားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်